ကဲဆက်လိုက်ကြရအောင်ဒီနေ့တော့အခုဟန်တီဘယ်လိုလုပ်လို့လဲဆိုတာကိုတေးသေးချာချာရှင်းပြပြီးတော့ပါမယ်လူတိုင်းဒီပါကြားဖို့ကြပေမယ်ဒီကဲတဲ့နောက်ကမှာဘယ်လိုလဲပတ်နေလဲဆိုတာအတိအကျမသိကြတဲ့စနစ်တစ်ခုလေးတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကောင်းရလေးမျိုးအတူတူလေ့လာကြည့်လိုက်ရအောင်အရင်ဆုံးတင့်ကိုမေးခွန်းတစ်ခုလောက်မေးကြည့်ချင်ပါတယ်။တင်နိုင်ငံသားကိုငွေလန်လွှဲလိုက်တဲ့အခါအဲ့ဒီငွေသားတွေဟာတိုင်းပြည်နဲ့ဆက်တဲ့ကိုတကယ်ပဲဖက်ထွက်သွားတယ်လို့ထင်ပါသလား။ကျွန်တော်တို့အများစုကတော့ငွေတွေဟာရိုးဝတ္ထုအရာပဲဖြစ်ဖြစ် digital နည်းနဲ့ပဲဖြစ်ဖြစ်တနိုင်ငံနဲ့တနိုင်ငံကိုတိုက်ရိုက်သွားနေတယ်လို့ပဲထင်တတ်ကြတယ်လေ။ဒါပေမဲ့တိထားမှာက Hondi စနစ်မှာတော့အဲ့ဒီအထင်ဟာလုံးဝကိုမားနေပါတယ်ဆိုတော့အသင်တွေ့ရပါလိမ့်မယ်။ဒါကိုပို့ပြီးရှင်းသွားအောင်လက်တွဲဥပမာတစ်ခုနဲ့ကြည့်အောင်ဗျာ။ဥပမာစင်ကာပူမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတယောက်ဟာသူ့မိသားစုစီကိုမွေလွှဲခြင်းတွေထားပါစို့။ဒါကနေ့စဉ်နဲ့အများလူထောင်ပေါင်းများစွာလုံနေကြတဲ့အရာတစ်ခုဖြစ်တယ်လို့ Hondi စနစ်ကိုအများဆုံးသုံးနေကြတဲ့အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ဒီတော့ဒီစနစ်ကြီးဘလို့အလုပ်လုပ်သွားလဲဆိုတာအစ်စ်လေးတွေနဲ့ကြည့်လိုက်အောင်ပထမဆုံးအနေနဲ့စင်ကာပူမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားက Hondi operator စီကိုသွားပြီး SGD ငွေသားပေးပါတယ်ပြီးရင်တော့အဲ့ဒီ operator ကယုံကြည်မှုအပေါ်အခြေခံထားတဲ့ network တစ်ခုကနေတဆင့်မြန်မာဘက်က operator နဲ့လမ်းပြီးချိတ်ဆက်ပေးပါတယ်အဲ့နောက်တတိယအဆင့်မှာမြန်မာနိုင်ငံဘက်က agent ကမိသားစုစီကို MMK ငွေသားကိုတိုက်ရိုက်ပို့ပေးလိုက်တာပဲဖြစ်ပါတယ်ဒီလေမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းစားချက်ကပါလေတဲ့လားငွေကနိုင်ငံကာကိုတက်ရိုက်မဖြတ်တမ်းပါဘူးစဉ်းစားကြည့်နော်စင်ကာပူမှာပေးလိုက်တဲ့ဒေါ်လာငွေသားတွေကစင်ကာပူနိုင်ငံကနေဘေးကမှထောက်မတော်ပါဘူးလေရင်ပေါ်ပါသွားတာမျိုးဘန်နီနဲ့နိုင်ငံဖြတ်ကျော်ပြီးတက်ရိုက်လွှဲလိုက်တာမျိုးလုံးဝကိုမရှိကြပါဒါဆိုရင်ငွေတွေကနေစမဖြတ်ပဲဒီစနစ်ကြီးကဘယ်လိုလုပ်လဲပတ်နေတာလဲပေါ့အဖြစ်ကတော့ခုနပြောခဲ့တဲ့ trust based network လို့ခေါ်တဲ့ယုံကြည်မှုအခြေခံကွန်ရက်တစ်ခုကြောင့်ပါပဲဒါဟာတကယ့်ငွေကြေးတွေကိုနေစဖြတ်ကျော်တဲ့ဆောင်ရမျိုးမလို့ပဲနိုင်ငံတကာက operator တွေအချင်းချင်းအပြန်အလှန်ယုံကြည်မှုတက်တက်နဲ့ချိတ်ဆက်ထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်စင်ကာပူကလူကငါးစီမံငွေရပြီးမင်းစီယာမိသားစုကိုငွေထုတ်ပေးလိုက်ပါလို့လမ်းပြောလိုက်တာနဲ့မြန်မာနိုင်ငံကလူကအပြစ်ပါယုံကြည်ပြီးကိုယ့်စီမှာရှိတဲ့ငွေကိုချိုးထုတ်ပေးလိုက်တာပါပဲတကယ့်ကိုအန်တီယိုစရာပါပဲဒီတော့လူတွေကဘာလို့တခြားစနစ်တွေချက်ဒီစနစ်ကိုပဲပို့ပြီးရွေးချယ်သုံးစွဲနေကြတာလဲအကြောင်းရင်းကရှင်းရှင်းလေးပါအင်မတန်မှမြန်ဆန်တယ်ပြီးတော့ဖန်ကောက်မလို့လေစာရွက်စာတမ်းရှုပ်ထွေးတွေမရှိတဲ့အတွက်ဖန်နဲ့အလန်းဝေးတဲ့သူတွေအတွက်အများကြီးအဆင်ပြေပါတယ်ဒါကြောင့်လူများစုကဟန်ဒီကိုရွေးချယ်ကြတာဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်တို့ရဲ့ဒီရှင်းပြချက်လေးကိုမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်အခုလို digital နည်းပညာတွေအရန်ကိုတိုးတက်နေတဲ့ခေတ်ကြီးမှာတော့မှလူသားတွေအချင်းချင်းကြားကယုံကြည်မှုဆိုတာဟာငွေလွှဲဖို့အတွက်အမြန်ဆန်းဆုံးနဲ့အထီရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်နေတော့မလားတေချာတာကတော့စဉ်းစားစရာပါပဲ